ကြပါရဲ့အီတာချီကလက်တစ်ဖက်တည်းနဲ့ကင်ပေါက်လိုက်တဲ့အချိန်မှာခူဆာနာဂီဒါကမျက်နှာချက်ပေါ်စိုက်သွားတာကြောင့်ဆာစကေကချီတိုရီနဲ့ကျမ်းမြေကိုရှော့တိုက်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကအယောင်များတိုက်ခိုက်မှုဖြစ်ပြီးမျက်နှာချက်ပေါ်ကဆာစကေကခူဆာနာဂီဒါနဲ့အီတာချီကိုထိုးလိုက်ပါတယ်မင်းကတန်မာလာပြီပဲဆိုတဲ့စကားတစ်ခုနဲ့တူဘေးကိုလက်ညှိုးထိုးပြလိုက်တဲ့အချိန်မှာခံရကနေမထပဲကန်ဂျူစုတုံထားတဲ့အီတာချီကိုတွေ့လိုက်ရပါတယ်ပထမလူရရာတရရာဆရုထပြင်စမဆရမတရမအရမနဝမတသမပြီးတော့မတသချစ်လူမိုက်တော့ပထမလူရရာတရရာဆရုထပြင်စမဆရမတရမအရမနဝမတသမပြီးတော့မတသချစ်လူမိုက်တော့ကွာတော့မင်းတို့ကငါစပင်ပုံစံကိုလက်ဖြတ်စီးနေကြတာပဲဘဲမှာစပင်မောမရှိတာ